หนุ่ยအယောက်ရေတပေါင်းနဲ့အမေတယောက်ရဲ့မြတ်တာမျိုးကိုတော့ရနိုင်လားတခါကြီးမှအမေမရှိရင်အမေရဲ့မြတ်တာရမလားသိန်းတစ်ထောင်ပေးမယ်ရမလားမရဘူးစိတ်ရုပ်တွေကတော့ပေါ်တယ်နော်အမေရဲ့အကျဉ်းသာအပြုံးလေးမျိုးမရှိဘူးပတ်ဝန်းကျင်ဆိုတာစိတ်ရုပ်ခလုံးနှိတ်ကပြုံးနေတယ်သူ့အည်သူ့အပြုံးနှလုံးသားရှိလားစိတ်ရုပ်ခလုံးနှိတ်ကပြုံးຫນွေအယောက်ရေတပေါင်းနဲ့အမေတယောက်ရဲ့မြတ်တာမျိုးကိုတော့အမေသားရှာခဲ့ပါပြီရှာပုံတော့ခရီးမောခဲ့ပါပြီနောက်ထပ်အမေရအောင်မလားဒါကြောင့်တန်ဖိုးထားရမယ်နော်အိုးဦးစင်မော်တော်မြိုင်မှာတရားသွားဟောတာမလီ30 30လှူလိုက်ကြမှုပုံကြီးတွေလှူလိုက်ကြဦးစင်မုံပုံကြီးကိုကြည်မျက်ရည်တွေကြားအမေရှိရင်ဒီမေပုံကြီးအမေကိုကြွေးခြင်းနဲ့အမေရဲ့နော်အခုကြွေးခြင်းနဲ့ကြွေးလို့ရသေးလားပဇံတုံကြီးခေါင်းအောက်ထိုးထည့်ပြီးအိတ်တယ်အုံအောင်လွယ်သလားပဲအမေရှိရင်ရွှေချလိုက်ခြင်းပါတယ်အမေအခုတော့ဒီစက်ကူတွေအမေမရှိတော့ဒီစက်ကူတွေပဲနော်ဒါကြောင့်ပေးခြင်းနဲ့အမေပေးလို့ရသေးလားအမေသားကိုဘယ်လောက်ချစ်လဲသမီးကိုဘယ်လောက်ချစ်လဲလို့မေးခြင်းနဲ့မေးလို့ရအောင်မလားကဲပြောကြည့်ကြွေးခြင်းတာလဲကြွေး၍မရပေးခြင်းတာလဲပေး၍မရမေးခြင်းတာလဲမေး၍မရရနိုင်သူများတတိထားဖို့ရှိထားအမေမျက်နှိုးစီဖို့ရှိထားအဖေမျက်နှိုးစီဖို့အမေကိုအစားထိုးလို့မရတော့ဘူးရသေးလားသင်္ဃာဆရာတော်ပြောသလိုပေါ့အရက်သမားအရက်တောက်ပြီးတော့ပလင်းခြုံထဲပြစ်သွင်းခဲ့တယ်နောက်နေ့အရက်တောက်ဆရာပတ်စံမရှိတော့အဲ့ပလင်းပြန်ကောက်ပြီးတော့ရေထဲ့တယ်ပလင်းကိုခါရမ်းပြီးတော့အနက်ကလေးနဲ့ခွက်ကလေးနဲ့မူရတယ်ဘာလေးနဲ့မူရလဲဦးစင်တို့လိုအမေမရှိအဖေမရှိတဲ့ဘဝဆိုးကိုရောက်တဲ့တနေ့ကြမှာခွက်ကန်းနဲ့မူရတဲ့တနေ့ကြမှာသူများအမေတွေခေါ်နေတဲ့အချိန်မှာကိုခေါ်ခြင်းနဲ့အဲ့ဒီခါကျမှတရားနောင်တနောင်ကြသွားပြီခွက်ကန်းနဲ့မူရတဲ့တနေ့ဆိုရင်နောက်ကြပြီနော်ဒါကြောင့်မို့ရနိုင်တော့ယူထားကြဝါအောင်ချဲမိဘကိုဘယ်လိုလဲဝါအောင်ချဲနော်အဲ့ဒီလိုပဲအာရပါရပြောချင်ပါတယ်ဒါကြောင့်သူတော်ကောင်းပေါင်းတို့နော်ဦးစင်တို့လိုဘဝဆိုးတွေကိုရောက်ကြတဲ့အခါကျမှအမေမေတ္တာအမေအကျဉ်းနာကို